အားလုံးမင်္ဂလာပါကိုတူဇီရို Cosmo Production ကတော့တဝဲမြို့ရောက်ရှိနေတာဖြစ်ပါတယ်တဝဲဆိုတာကတော့တရင်းသားတိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်ပြီးတော့ကမ်းခြေရဲ့ပြုစင်လာတာတစ်ဖြည်းဖြည်းနာမည်ကြီးလာတဲ့မြို့တော်လေးဖြစ်ပါတယ်တူဇီရို2019နိုဝင်ဘာလတုန်းကဒီတဝဲမြို့ပထမဆုံးရောက်ခဲ့ပြီးရပေါ့နော်ဒီမှာတဝဲမြို့မှာရှိတဲ့ကမ်းခြေတွေတောင်တန်းတွေစပါးကင်းတွေတဝဲသားတွေရဲ့အကျိုးဆူဆူလေးအကြောင်းဒီမျိုးလေးကိုနောက်တစ်ခေါက်ထပ်ပြီးတော့ဖတ်လာကြပါရစေဆိုပြီးဆူတောင်းခဲ့ပူပါတယ်အခုဒီဆူတောင်းလေးပြည့်ပြီးတဝဲမြို့လည်းရောက်ရှိလာပြီဆိုလို့ရှိရင်တော့ Tuxedo Cosmo Production ကနေပြီးတော့ဒီတဝဲမြို့ရဲ့တမိုင်းဝင်ရှိဖို့ရှင်ဖျားရည်နဲ့ပတ်သက်ပြီးတော့သိဆက်ပေးသွားမှာဖြစ်ပါတယ်တမိုင်းဝင်ရှိဖို့ရှင်စီတီကတော့တောမှာ3စုမြို့မှာ3စုတောင်မှာ3စုပြီးတော့တည်ထားတဲ့ဖျားကုစုဖြစ်ပါတယ်ဒီတီဖို့ရှင်တမိုင်းဝင်စီတီကတော့ရှင်ပင်ခယူရှင်မုတ်ဒီရှင်တောက်ပုံရှင်မော်တောင်ရှင်တောက်ထိန်ရှင်အုံအောရှင်စလွန်ရှင်တဝဲနဲ့ရှင်ဆန်တော်တို့ပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီစီတော့ဒီဖျားကိုစုကိုဖျားကုစုမှာရှိရဲ့ဒီတကိုးကြီးဖျားတဆူချင်းဆိုတော့တူတူသွားရောက်ပြီးတော့ပြင်ပြလိုက်ကြရအောင်နော်အားလုံးပဲမင်္ဂလာပါအခုဖြစ်စီရောက်ရှိနေတဲ့နေရာကတော့တဝဲမျိုးတမိုင်းဝင်ရှင်ကိုရှင်ဖျားကိုစုရစစ်တောက်မစီတော်ရောက်ရှိနေရဖြစ်ပါတယ်ဒီစိတ်ဓာတ်ဆိုလို့ရှိရင်တဝဲမျိုးတရချောင်းခရိုင်မှာတရှိပြီးတော့မျက်နှာပြင်ထက်ပိန်းနှထောင်မှာတရှိရဲ့တောင်ဝန်စီတစုဖြစ်ပါတယ်တဝဲမျိုးရှင်ကိုစုစိတ်ဓာတ်ဆိုလို့ရှိရင်တောမှာဖျား3စုမြို့ပေါ်မှာဖျား3စုတောင်ပေါ်မှာဖျား3စုတည်ထားလို့သိရပြီးတော့အခုဒီရှင်တောက်ပုံစီရဆိုလို့ရှိရင်တောင်ပေါ်မှာတည်ထားတဲ့ဖျားစိတ်တစ်စုဖြစ်ပါတယ်အခုထွေစီတို့တွေဒီတောင်ဒီရှင်တောက်ပုံဖျားနဲ့ပတ်သက်ပြီးတော့ဘယ်လိုသမိုင်းကြောင်းနေရှိနေပြီးတော့ဘယ်လိုမျိုးမြင်တွေ့ရမလဲဆိုတော့အတူသားပြီးတော့လေ့လာကြည့်လိုက်အောင်ဒီရှင်တောက်မုံစီတော့ဖြစ်ပေါ်လာတဲ့တမိုင်းဆောင်ကြောင်းမယ်ဆိုလို့ရှိရင်တော့အရင်ကမဟာစင်ကျူရှင်ဆိုတဲ့နရိန္ဒမင်းမြတ်ဆိုတာရှိရဲ့သူရဲ့နရိန္ဒမင်းမြတ်မှာဆုမတီတီလို့ခေါ်တဲ့မိဖုရားတစ်ပါးရှိပါတနေ့တရောအခါမှာသူတို့ကနေပြီးတော့ဒီတောသားရအမြန်စခန်းကိုတဲ့အဲလိုမျိုးကြွချီတဲ့အခါမှာသူကဒီအချွေရန်အနေနဲ့ကျက်စားနေတဲ့ရွှေစည်းရှိတဲ့ဥတောင်းမျိုးကိုတွေ့ပြီးတော့အရန်ကိုသဘောကျပါတယ်တဲ့အဲ့အချိန်မှာမိဖုရားကနေပြီးတော့ပေါ့နော်ဒီရွှေဥတောင်းကိုဖမ်းပြီးတော့လှဆိုင်မှာမမြွလို့ပါတယ်ဆိုပြီးတော့ပူဇော်လိုက်တယ်ဒါပေမဲ့အဲ့ဒါနဲ့သူတို့ကနေပြီးတော့ဒီလမ်းတော်ပြန်လိုက်ချင်မှာမုတ်ဆိုးမောင်ငနွားကိုသူကနေပြီးတော့ဒီရွှေဥတောင်းမျိုးကိုဖမ်းစီတယ်ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဒီရွှေဥတောင်းမျိုးကိုဖမ်းလို့အဆင်မပြေခဲ့ဘူးအဲ့ဒီအခါမှာဒီမုတ်ဆိုးမောင်နွားကကွာစီနဲ့တိုင်ပင်ပြီးတော့ငါတို့ရှက်လာကြည့်စီရဲ့ဒီရွှေဥတောင်းမျိုးဖမ်းလို့လည်းအဆင်မပြေဘူးတာမော်တက်ပြီးတော့သူတို့သူမြတ်လို့တရားအထုတ်မယ်ဆိုပြီးတော့ဆရာတပည့်နဲ့ဦးဒီတာမော်မှာတရားအထုတ်ဖို့တက်လာခဲ့တယ်တဲ့အဲ့အချိန်မှာသူကဂိရိပစ္စယလို့ခေါ်တဲ့ရှင်ရဲ့တေးတစ်ပါးနဲ့တွေ့ပြီးတော့တရားကိုနားထောင်လိုက်တယ်တရားနားထောင်တဲ့အခါမှာသူ့ရဲ့စိတ်နှလုံးကညှဉ်းသွားပြီးတော့သူ့မှာပါလာတဲ့ကောင်းကင်ပိုက်လေးမြတောင်ပုံစတာတွေကိုသူကဒီမှာပဲစုပြုံပြီးမိရှုလိုက်တယ်အဲ့ပုံမှာဒီပြီးတော့ဒီရှင်သားမုံစီလာဖြစ်ပေါ်လာတဲ့အချိန်ဖြစ်ပါတယ်အခုထရီစီတို့ကတဝဲမျိုးတမိုင်းဝင်ရှင်ကိုရှင်ဖျားကိုစုတဲ့ကဒီရှင်တောက်မုံစီကိုလေ့လာပြီးတော့ဖြစ်ပါတယ်ဒီစီရီဆိုလို့ရှိရင်တောင်တန်းနေဝင်ရလျက်ရှိတဲ့တောင်မုံစီလေးဖြစ်တဲ့အတွက်ဒီနေဝင်ချင်းကိုကြည့်တာနဲ့သူရဲ့ရှုခင်းတွေဖန်ဆားနေရတဲ့အခုမိုးချုပ်သွားဖြစ်ပါတယ်ဒါပေမဲ့အခုထရီစီတို့ကနောက်ထပ်ဖျားတစ်ဆူထပ်ပြီးတော့တောက်မှာဖြစ်ပါတယ်အဲ့တော့တစ်စင်းတူလိုက်ပြီးတော့လေ့လာကြအောင်နော်ဒါအားလုံးပဲမင်္ဂလာပါညီမတို့ခုနကဆိုလို့ရှိရင်ဒဝဲမျိုးရဲ့တမိုင်းဝင်ရှင်ကိုရှင်ဖျားတဆူတွေကရှင်တောက်ပုံစီတော့လေ့လာပြီးသားဖြစ်ပါတယ်အခုရောက်ရှိနေတာကတော့နောက်ထပ်တမိုင်းဝင်ဇေဒီတဆူဖြစ်တဲ့ရှင်ပင်ခုဇေဒီတော့ဖြစ်ပါတယ်ဒီဇေဒီတော့ဆိုလို့ရှိရင်ဒဝဲမျိုးတွင်းမှာရှိပြီးတော့ဒဝဲမျိုးတွင်းကြရက်ပြည့်ရက်မှာတရှိတဲ့ဇေဒီတဆူဖြစ်ပါတယ်ဒီဇေဒီတော့ကဘာဖြစ်လို့တကူချင်းမနေရဲဆိုတဲ့အကြောင်းကိုဆက်လက်ပြီးတော့လေ့လာကြည့်လိုက်အောင်အားလုံးပဲမင်္ဂလာပါအခုဆိုလို့ရှိရင်ညီမကတဝဲမျိုးရှင်ကိုရှင်တမိုင်းဝင်ရှင်ပင်ကျူစိတ်တော်ရောက်ရှိနေပါဖြစ်ပါတယ်ဒီစိတ်တော်ဆိုလို့ရှိရင်မိမကွေးနဲ့ဖျားစိတ်ဘူးတော်တခိုးဖမ်းပြီးတဲ့ဖျားဆိုပြီးတော့နာမည်ကြီးနေပါတယ်ဒီနာမည်ကြီးနေတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုညီမထပ်ပြီးလေ့လာကြည့်လိုက်အောင်ဆရာမင်္ဂလာပါဆရာနာမည်လေးကိုမိတ်ဆက်ပေးပါအောင်ကျွန်တော်ကတော့ရှင်ပင်ကူဖျားဟိုဘက်ကဦးကျော်ပါဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်မလားရှင်ပင်ကျူစိတ်တော်ကမျိုးမိမကွေးနဲ့ဖျားဆိုပြီးတော့နာမည်ကြီးနေဆရာအဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးရှင်းပြပေးပါလားဟုတ်ကဲ့ရှင်ပင်ကူဖျားရှင်ကိုရှင်
ဟိုတော်ဝဲရှင်ကုန်းရှင်သမိုင်းမှာပေါ့နော်ဟိုနံပါတ်1ရှင်မေခုဖျားပါ ဟုတ်ကဲ့ပါ ဟိုရှင်ကုန်းရှင်မှာနံပါတ်1ပေါ့နော်အဲဒီရှင်မေခုဖျားကတော်ဝဲမြို့နယ်ကပ်ပြင်ရက်ကွက်မှာတည်ရှိပါတယ်အဲ့ဒီဖျားအစဆိုရင်ရက်ကွက်ထဲမှာလေဟိုရက်ကွက်ဖျားလေးပေါ့ချင်းချင်းလေးရ ဟုတ်ကဲ့ ဒါပေမဲ့ဟို2000နဲ့ဟို96ခု1000နဲ့96ခုနှစ်ပေါ့နော်96ခုနှစ်မှာဟိုမန်လာ26ရက်နေ့နေ့လက်တနင်္ဂနွေလောက်မှာတရက်ကွယ်လုံးမိလောင်သွားတယ်မိလောင်သွားတဲ့ဟာဖះမိကွင်းပြီးကြံခဲ့တယ်ဒီသိန်နဲ့ဒီဇီဒီပဲကြံခဲ့တယ်ဟိုဘက်သိန်တွေရောအပြင်မှာရှိတဲ့ပစ္စည်းရောအကုန်လုံးမိလောင်သွားတယ်တရက်ကွယ်လုံးလည်းမိလောင်သွားတယ်ဒါကြောင့်မိကွင်းတယ်ဆိုပြီးတော့ဟိုကြော်လာတာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ဟိုတနင်္လာတိုင်းမှာចောင်းသားကစားပွဲရှိတာဟုတ်အဲ့ဒါနဲ့ဖျားဘူးအဲ့ဒါတွေများလာပြီးတော့တနင်္လာတိုင်းမှာဟိုတဝဲရှင်မကူဖျားမိကွင်းနဲ့ဖျားဆူတော့ပဲကြော်သွားတာပါတပီလုံးပါလေ အဲ့ဆိုလို့ရှိရင်ပေါ့တခိုးကြောင့်ဒီစိန်ပူးတော်ကို तू ကခိုးရလားလိုမျိုးခိုးသွားပြီးတော့စိန်ပူးတော်ကကြံခဲ့တာလား ဒီလိုဟိုသူခိုးတဲ့ဟာကြတော့သူ့တေချာစစ်တာပေါ့နော်ရဲရောဥလို့ရောခေါ်ဘက်ကပွဲရောစစ်တာပေါ့နော်စစ်တော့သူကစစ်ဖူးတော်လာခိုးတယ်လာခိုးတော့အပေါ်မှာစစ်ဖူးတော်လက်လှမ်းမီချွဲတာနဲ့လက်မင်းကြီးနဲ့လာတွန်းလိုက်တာလူတယောက်ကအပေါ်မှာပေါ့နော်အမေလက်မင်းကြီးနဲ့တွန်းလိုက်တော့ကြောက်ကြသွားတာပေါ့ကြာတော့သူထပ်ပြေးတာပေါ့ကြာပြီးတာနဲ့ကြာဟိုထွက်ပြေးတာမလော့တော့ဘူးပေါ့သူကဒီဖျားမှာသူဆိုင်ကယ်နဲ့လာခိုးတာဟုတ်သူအဲ့ဒီလာခိုးတော့သူဟိုရောမှာပပြေးတာနဲ့လမ်းပေါ်မှာလက်ကြတော့မနဲ့စောစောဥလို့ပြန်ဖမ်းမိတာပေါ့အဲ့ဒါဒီပေါ့နော်ရှင်ပင်ခီးကိုပေါ့နော်ဘယ်လိုရှင်ပင်ခီးကိုဆိုပြီးတော့အဲမျိုးဒေဒီဖြစ်ပေါ်လာတဲ့ပုံလေးပြပြပေးပါအောင်ဟိုရှင်မင်းကူဖျားဥလို့ငယ်ကလေးကနေပြီးဒီရှင်မင်းကူဖျားဆိုတာရှိတာပေါ့နော်ဥလို့မမွေးခင်ကလေးလွန်ခဲ့သွားနှစ်ပေါင်းဟိုဘာခေါ်မလဲ300ကျော်လောက်တည်းနဲ့ရှိတယ်ဆိုတော့ခံမှန်းရတာပေါ့အခုမိလောင်ပြီးတော့ဖျားပြပြင်လိုက်တော့အဲ့ဒီဖျားကိုမြေတွေပါတူတော့အဲ့ဒီကြောက်ပြတဲ့ချက်ထွက်တာပေါ့နော်အဲ့ဒီကြောက်ပြပေါ်မှာ1022လို့ရေးထားတယ်အဲ့ဒီဟာနဲ့မှန်းစပြီးပြောလိုက်မယ်ဆိုရင်နှစ်ပေါင်း350ကျော်တာပေါ့ဒါပေမဲ့ဥလို့ဟိုတိရတဲ့အချိန်မှာသွားပြီးတော့ရှင်မင်းကူဖျားလေးစီဒီတေးသေးလေးရယ်ဝုံဝါရဒီတေးသေးလေးရယ်ဒီဟိုတမိုးတိတ်တော်လဲကျင်းချင်းလေးရယ်အဲ့ဒီတော့ဒီနေတာပေါ့နော်အဲ့ဒါအခုမီးလောင်လေးမှာပဲပြန်ချလိုက်တော့ဒီတိုင်းပြန်ဖြစ်သွားတာပေါ့နော်အဲ့ဒီတော့အဲ့ဒီဖျားပါထူးခြားလဲဆိုတော့ဟိုလောင်ရနှစ်ပေါင်း350ကျော်ကနေပြီးတော့သူကဟိုကိုးဝဲလာတာပေါ့နော်တည်ပြီးတော့ဥတို့လည်းထမ်းမှကြလဲရက်ကွက်သူရက်ကွက်သားလေးနဲ့ဖះမထုံးတင်ကကတ်တာပေါ့အပွဲတော်လေးလှုပ်တာပေါ့အဲ့ယူလှုပ်တဲ့အချိန်မှာယုံကြည်တော်လဲကွန်မြူတယ်လေအခုမိလောင်ပြီးမှလည်းယုံကြည်တော်အမြဲကွန်မြူနေတာပဲလေပြီးခဲ့တဲ့3-4ရက်ကလည်းယုံကြည်တော်ကွန်မြူသေးတယ်ဒီမှာလေအဲ့အမျိုးဆိုအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုမြို့သူမြို့သားတွေရောဖျားဘူးအဲ့တဲ့တွေရောအများကြီးလာကြပြီးတော့ဟိုရှင်မေကူပြောင်းတော့မှကြော်တာပေါ့လीနော်နောက်ပြီးတော့ရှင်ကိုရှင်သမိုင်းမှာလည်းပဲဟိုနံပါတ်1ဖျားရှင်မေကူဖျားလေရှင်မေကူဖျားလာပြီးအဋိဌံဝင်ပြီးမှတခြားကံမီကလက်လက်တိတ်ထောင်မယ်ဆိုအောင်မြင်တယ်လို့လည်းပြောကြတာပေါ့နော်ဒါကြောင့်မလို့ဒီရှင်မေကူဖျားနံပါတ်1ဖျားဖြစ်လာတာပေါ့ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်ညီမတို့ဒီ CPQ စေကြီးရဲ့တကူဘလိုကြီးမဆောင်လေ့လာပြတာဖြစ်ပါတယ်အဲ့တော့ဒီဖျားစေဒီပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့အထပ်ပေးလေ့လာလိုက်အောင်